အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီပဝါလေးကိုငုဝါရွက်ကလေးတွေပြုတ်ပြီးတော့ဆေးဆိုးပေးမယ်လို့ကျမကပညာဒါနသင်ပေးမယ်လို့ကတိပေးထားခဲ့တယ်နော်အခုကျမတို့တွေပြင်ဆင်လိုက်ကြရအောင်ဒါလေးကကြတော့ဒါအင်းလေးချီပဝါလေးအင်းလေးချီပွားစားလေးကိုကျမတို့တွေကဒီအဖြူရောင်လေးဖြစ်နေတဲ့အတွက်အယောင်လေးပါအောင်လို့ငုဝါရွက်ပြုတ်ရည်ကိုအခုချိန်မှာငုဝါရွက်တွေကလည်းအနုအရင်လေးတွေနဲ့ပေါ်နေကျမတို့ကငုဝါရွက်မနုမရင်လေးဒါမှမဟုတ်အရင်လေးနဲ့ကျမတို့ဆေးဆိုးကြမယ်နော်ဆေးဆိုးပြီးပြီဆိုလို့ရှိရင်ကျမတို့ဘာလုပ်မလဲဒီပေါ်မှာဟမ်မိတ်ပန်းထိုးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီဆိုးလို့ရလာတဲ့အယောင်လေးပေါ်ကိုထပ်ပြီးတော့ကျွန်းရွက်မာလကာရွက်နောက်တစ်ခါဒီယူကလီရွက်စသဖြင့်ပေါ့လေအဲ့လိုအရွက်တွေနဲ့လည်းကျမတို့တွေကဒီပေါ်မှာ print ပြန်ရိုက်လို့ရတယ်ဒါပေမဲ့လို့ဒီဥစ္စာကိုတော့ကျမကဘာအတွက်သုံးမလဲဆိုလို့ရှိရင်ဒီပေါ်မှာဒီမှာ handmade ပန်းတွေထိုးပြီးတော့ကျမတို့တွေသုံးကြမယ်အဲ့ကြတော့ကျမကဘာလို့ဒီဟာလေးတွေသင်ပေးလဲဆိုတာလေးကိုနည်းနည်းလေးပြောပြမယ်နော်ကျမတို့အခု eco textile တွေအရန်ခေတ်စားနေတယ်အဲ့ခါကျတော့ကျမတို့ဒါက 100% cotton လည်းဖြစ်တယ်နောက်သဘာဝဆိုးစေးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဟိုကျမရင်းနဲ့ညီညွတ်တယ်နောက်တစ်ခါကျတော့ဒီ chemical တွေလည်းမပါဘူးနောက်တစ်ခါဒီကိုယ့်ရဲ့သဘာဝဒီနေရာတွေမှာပေါ့နော်ကိုယ့်ရေမြေတောတောင်သဘာဝရဲ့အယောင်တွေကဘာတွေထွက်လာလဲဆိုတဲ့ဥစ္စာကိုလည်းကျမတို့တွေကဒီဥစ္စာကိုတခါတည်းတိရတယ်နားလေရတယ်ပေါ့နော်ကျမစကားနည်းနည်းပြောတာနှေးနေတဲ့အတွက်တောင်းပန်ပါတယ်ကဲအများကြီးမပြောတော့ဘူးကျမတို့ဒါလေးအတွက်ကိုပြင်ဆင်ကြမယ်နော်ဒီမှာတော့ကျမကစပြာဒီအပျော်လေးနဲ့ပေါ့နော်ကျမတို့ဒီပဝါလေးကိုစိမ့်လိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ကျမတို့ပုံမှန်အတိုင်းဆိုလို့ရှိရင်တော့ washing ဆိုတာစိမ့်ရတယ်ပေါ့နော်ဒါပေမဲ့အခုကပညာဒါနပေးတာဆိုတဲ့အခါကျတော့လူတိုင်းတဲ့ဘက်မှာ washing ဆိုတာရှိမှာမဟုတ်ဘူးเนาะအဲ့ခါကျကျမတို့စပြအပျော်လေးပဲသုံးပါเนาะဒီစိတ်နာကြတော့ဒီပိတ်စာကိုတန့်စင်စေချင်တာဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့ဆက်ပြအပျော့သုံးလုံးနောက်အီလန်ဆက်ပြအစီလိုမျိုးပေါ့နော်အဲ့လိုသုံးလဲရတယ်အဓိကကတော့ဒီဥစ္စာကိုတန့်ရှင်းစင်ကြယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကဒီဆက်ပြတွေစင်အောင်တော့ကျမတို့ရေကိုပေါ့နော်ရေများများရေပေါ်ပေါ်လေးနဲ့ကျမတို့တွေကအကုန်လုံးဆေးချပလိုက်ပြီပေါ့နော်အဲ့လိုမျိုးပေါ့တည်တည်ချာချာလေးဆေးပြီးတော့တည်တည်ချာချာလေးရေတွေအကုန်လုံးစင်သွားအောင်ကျမတို့တွေကဒီလှမ်းမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကျမတို့တွေတတိထားရမယ်နော်အဲ့ကကြတော့ကျမတို့ဒါလေးကတော့အဝိလျှော်သလိုဆိုပေမဲ့လို့အဝိလျှော်တာတော့ခဏပဲရုပ်စာလေးကတော့အနည်းဆုံး2နာရီ3နာရီလောက်စိမ့်ပြီးမှကျမတို့တွေဘာဆိုဒီထဲမှာပါတဲ့ chemical တွေကြီးတွေအမုံတွေအမိုက်တရိုက်တွေအကုန်လုံးပေါ့နော်ထွက်သွားအောင်လို့ကျမတို့တွေကဒီလိုမျိုးစိမ့်ချင်းဖြစ်တယ်ဆိုတဲ့အခါကျတော့ကျမတို့အချိန်လေးနည်းနည်းယူမယ်နော်ဒါလေးကိုတတိပြုပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်မှန်နေပါရှင်ကျမတို့တွေဒီနေ့ဒီဟာလေးကမနေ့တုန်းကရှော့လိုက်တဲ့ပဝါလေးအဲ့ပဝါလေးရှော့ပြီးလို့ရှိရင်ကျမတို့ကနည်းနည်းနေနဲ့လှမ်းလိုက်တယ်နေနဲ့လှမ်းလိုက်တယ်ဆိုတာဟာလေဒီတိုင်းပဲဆက်ပြီးတော့ပြန်ပြီးတော့လုပ်လို့လည်းရတယ်ဒါမဲ့လို့ကျမတို့ဆိုလိုတဲ့သဘောတရားကဒီနေနဲ့လှမ်းလိုက်တာလေးကလည်းကျမတို့တွေဒီမှာချုပ်ဆွေးတစ်မျိုးထည့်တယ်လို့ပဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်နော်ဒါလေးကိုလည်းကျမတို့ဘ ഹു တုတအနေနဲ့ထည့်ပြီးပြောပြတာပေါ့နော်အဲ့ခါကျတော့ကျမတို့ဒီမှာဒီအခုဘာမှမလုပ်ခင်ဒီပဝါ6နေတဲ့ရှော်ကြီးက6နေတဲ့ပဝါလေးကိုကျမတို့ချိန်လိုက်ကြမယ်နော်ချိန်လိုက်ကြမယ်ဘယ်နဲ့ဂရန်ရှိမလဲပေါ့နော်180နဲ့2ဂရန်ရှိတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျမတို့ကဒီတချို့တရွက်တွေတစ်ကိုင်းနေမှာဆိုလို့ရှိရင်ဒီတရားဒါနဲ့ဒီပိတ်စနဲ့စားတူပေါ့နော်ပိတ်စနဲ့စားတူချိန်ပြီးတော့စီးဆိုတာလည်းရှိတယ်ဒါဆိုရင်တော့အယောင်ဖြော့လေးရတာပေါ့သူ့ထက်တဆပေါ့နော်သူ့ထက်တဆဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဂရန်260ကျော်280ကျော်ပေါ့နော်အဲ့လိုမျိုး2ဆလည်းရှိတယ်နောက်တစ်ခါ3ဆလည်းရှိတယ်ဒါတော့ကိုကြိုက်တဲ့အယောင်ပေါ်မှာကိုကအမျိုးမျိုးစမ်းသပ်ရမယ်ပြီနော်အဲ့ခါကျကျမကတော့အခုပေါ့နော်182မိနစ်ဂရန်ဆိုတော့ကျမဒီနေ့ခုလာတဲ့နယူးယောက်ကလေးတွေကဒါချိန်ကိုကောင်းအောင်ကျမအဟွာလေးလောက်တာဗါတယ်ကျွတ်ကလေးနဲ့ထည့်တာ319ဂရန်ရှိတယ်ဆိုတော့ကျမတို့2ဆကျော်ရှိတယ်ပေါ့နော်2ဆခွဲလောက်ရှိတယ်ပေါ့အဲ့ကျတော့ဒီ2ဆခွဲလောက်ဥစ္စာကိုကျမတို့တွေပြုတ်ပြီးတော့ဆိုးကြအဲ့ကျတော့ကျမတို့က
ဆိုးတဲ့အခါကျတော့အရွက်ကြီးကိုပေါ့နော်ဒီတိုင်းကြီးထက်ပြီးတော့ကျမတို့ကပြုတ်ဖို့မရဘူးပေါ့နော်အဲ့ကြတော့ဒီမှာအရွက်ကလေးတွေကိုအတက်နဲ့သူ့ရဲ့ဒီဟွာတဲ့ကပြုတ်ရည်ပေါ့နော်ဒီထက်ဒီမှာအရွက်ကလေးကိုအဲ့လိုမျိုးပေါ့နော်တေးသေးနုတ်နုတ်ကလေးတွေညှက်ပြီးတော့မှကျမတို့ကဒီအရွက်ကိုမြုပ်တီထိကျမတို့တွေရေထည့်မယ်ရေထည့်ပြီးလို့ရှိရင်ပြုတ်မယ်ပြီးလို့ရှိရင်ကျမတို့ဒါဆိုလို့ရှိရင်ကျမကဟောပေါ့မီးသွေးတဖို့သားဆိုလို့ရှိရင်တော့ဟောပေါ့1 နာရီ2 နာရီလောက်တော့ပြုတ်ဖြစ်မယ်ဒါပေမဲ့အကောင်းဆုံးကတော့ပေါ့နော်ညနေပိုင်းကိုပြုတ်လိုက်တညလုံးပြုတ်ထားလိုက်သူ့ရဲ့ဒီတိရွက်ထဲမှာရှိနေတဲ့ pigment တွေတန်နေနေကအကုန်လုံးဟိုအရှိပါရှိတညလုံးထွက်ပြီးတော့မှနောက်နေ့ကျမှဆေးဆိုးရင်ကတော့ तू ကအယောင်တော်တော်ကောင်းကောင်းကိုရတယ်နော်ကျမတို့အဲ့လိုလုပ်ကြမယ်နော်အဲဆိုအချိန်လေးပေးပြီးတော့လုပ်လိုက်ကြကျမတို့ဒါလေးကိုကျမတို့အခုကမနက်ပိုင်းဖြစ်နေတဲ့အခါကျတော့ကျမဒီဥစ္စာကိုအခုမနက်ပိုင်းကိုပြုတ်လိုက်တယ်ပြီးလို့ရှိရင်ကျမတို့ညနေကျမှတစ်ခါပြန်ပြီးတော့ဟိုဘယ်လိုကောမလဲဆေးဆိုးကြမယ်နော်အဲ့ကြတော့ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီဥစ္စာပြန်ပြီးတော့ဟိုအပူပေးရတာပေါ့နော်ဟုတ်လားအဲ့ကြတော့ကျမတို့တွေဒီဥစ္စာကိုဒါလေးတွေညှက်ပြီးလို့ရှိရင်ကျမပြုတ်မယ်ပြုတ်တဲ့အခါကျလို့ရှိရင်တစ်ခါနောက်တစ်ခါပြန်ပြီးတော့ပြပေးမယ်နော်ဒီမှာဆိုလို့ရှိရင်ကျမကဒီဟွာလေးတွေကိုတိရွက်ကလေးတွေကိုအကုန်လုံးကကြီးနဲ့ညှက်ပြီးသွားပြီနော်ဆင်းပြီးသွားပြီနောက်တစ်ခုသတိလေးပေးချင်တာကကျမတို့အကယ်၍ပေါ့နော်ဒီတိရွက်တွေကိုရေဆေးခြင်းလို့ရှိရင်ဒီလိုမှညက်ခြင်းကခင်မှာဆေးမယ်နော်ကျမခုနကပြောဖို့သတိမေ့သွားလို့မှညက်ခင်မှာရေကိုဆေးမယ်နော်ရေဆေးပြီးမှညက်နော်ညက်ပြီးမှရေဆေးရင်ဒီမှာဆိုလို့ရှိရင်ဒီတိရွက်ကလေးတွေရဲ့ပေါ့နော်ညှက်လိုက်တဲ့နေရာလေးမှာသူ့ရဲ့အစည်းလေးတွေအယောင်လေးတွေပါတဲ့ဒီမှာပေါ့နော်ထွက်သွားတယ်ပေါ့နော်ရေဆေးလိုက်ရင်ဒီအယောင်တွေကဒီရေထဲကိုပါသွားမှကြောက်လို့မှညက်ခင်မှာတိရွက်ကြီးပဲဖြစ်နေတဲ့အချိန်မှာရေဆေးပါနော်ဒါလေးတစ်ခုကိုကျမကသတိပေးခြင်းနဲ့ပေါ့နော်အဲ့ခါကျတော့ကျမတို့တွေဒီမှာဆိုလို့ရှိရင်ဒီမှာပြုတ်ဖို့အတွက်ပေါ့နော်အိုးတဲ့ကိုထည့်လိုက်ဒီဟာကတော့ဟိုရိုးတန်အိုးတစ်ခုပဲလေနော်အဲ့ကြတော့ကျမတို့ထည့်လိုက်မယ်ထည့်လိုက်ပြီးဆိုလို့ရှိရင်ဒီတန်အိုးလေးနဲ့အပြည့်နီးနီးရတယ်ပေါ့နော်အပြည့်နီးနီးရတဲ့အခါကျတော့ကျမကဒီမှာဆိုရင်ဒီကိုဟိုဘယ်နှစ်လီတာရဲ့မဟုတ်ဘူးပေါ့နော်ဒီတိရွက်တွေမြုပ်ကြီးကြီးကျမတို့ရေထည့်လိုက်တယ်ဒါဆိုလို့ရှိရင်ကျမရဲ့စံနှုန်းအနေနဲ့ဆိုလို့ရှိရင်ဒါ3လီတာလောက်ရှိတယ်ပေါ့နော်ကျမတို့နည်းနည်းလေးထပ်ပြီးတော့ထည့်လိုက်မယ်ဘာလို့ဆိုတော့ခါကျတော့ကျမတို့ရေခမ်းတာနဲ့ဗာလဲဆိုတော့လေနော်အဲ့ကြတော့ဒီမှာ3လီတာခွဲလောက်ရှိတယ်ပေါ့နော်ဒါတယောက်နဲ့တယောက်တော့4ချိန်လေးတူမှာမဟုတ်ဘူးပေါ့နော်ဟုတ်လားကဲအဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေဒါလေးကိုဟိုကျမပြုတ်ထားလိုက်မယ်ပြုတ်နေရင်လည်းဘာလေးတွေထွက်လာမလဲဆိုတာကိုပြင်အယောင်ပေါ့နော်ဒီလိုမျိုးပေါ့ခံလိုက်ဒီလိုလက်ခံလိုက်လို့ရှိရင်ဒါမှမဟုတ်ရင်ဒီလိုဇွန်းနဲ့ခံလိုက်လို့ရှိရင်ဒီမှာတော့ရေဆိုလို့ရှိရင်ရေအဖြူပဲထွက်တယ်ပြုတ်လိုက်လို့ရှိရင်သူ့ရဲ့ပြုတ်ရည်ရဲ့အယောင်ကဒီမှာထွက်လာတာမျိုးရှိတယ်လေနော်အဲ့ကြတစ်ခါရိုက်ပြမယ်နော်ကဲဒီမှာဆိုလို့ရှိရင်ကျမတို့ငူရဲ့ပြုတ်ရည်အယောင်ကတော့ဒီမှာမြင်တဲ့အတိုင်းပဲနော်ဒါမဲ့လို့ကျမတို့တကယ်ပိတ်စနဲ့ဆိုးလိုက်လို့ရှိရင်ဘာယောင်ထွက်မလဲကျမတို့မသိဘူးပေါ့နော်အဲ့ကြတော့ကျမတို့ဒီငူရွက်တွေတော်တော်လေးနွန်းပြီးတော့တော်တော်လေးကိုပဲအရေထွက်တီထိစောင့်ပြီးတော့ကြိုထားမယ်အချိန်တတာလေးကြိုထားမယ်ဒီမီးတက်ဖို့ကုန်ကန်ကြီးလောက်ထိကျမတို့ကြိုလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့အရွက်ထဲကအရေတွေတော်တော်လေးထွက်လာမယ်နော်အဲ့ကြတော့ကျမတို့တွေဒီအရေလေးတွေထွက်လာသည်ထိဒီမီးတဖို့ပုံဒီထိအချိန်လေးပေးပြီးတော့စောင့်လိုက်ကြမယ်နော်ပြီးလို့ရှိရင်ကျမဘာလုပ်မလဲဆိုလို့ရှိရင်ဒီအရေတွေအကုန်လုံးကိုကျမစကားနဲ့စစ်လိုက်မယ်ဆိုတာဟိုဒီဘာလဲတိရွက်အဖတ်တွေနဲ့အရေနဲ့တခြားစီလုပ်မယ်ပြီးကမှအရေတီးတန်းနဲ့ခုနကပဝါလေးကိုထည့်ပြီးတော့ပြုတ်မယ်နော်ကကျမကကြောက်ချင်ပုံနော်ကြောက်ချင်ပုံက20နဲ့1ဂရမ်အမှန်တော့20ဟောပေါ့ခွက်က2ဂရမ်ဆိုတော့20ဂရမ်နီးနီးလောက်ပဲရှိတာပေါ့နော်အဲ့ကြတော့လေကျမတို့ကဒါကကြောက်ချင်အမှုံနဲ့ဒီဆေးမဆိုးခင်မှာပိတ်စကိုအရင်တစ်ခါကျမပါလဲယူကလစ်ခေါင်းနဲ့လုပ်ပြတော့ကလည်းဒီဟွာကိုဆိုးပြထားတယ်နော်စိမ့်ပြထားတဲ့ဆိုကကြတာအရင်ဦးဆုံးဆေးမဆိုးခင်မှာကျမတို့တွေဒီပိတ်စလေးကို
ကြောက်ချင်အရင်ဦးဆုံးစိန်ကြမယ်နော်အဲ့ကြတော့ဒီမှာကျမတို့တွေဒီကြောက်ချင်အမှုန့်ကိုပျော်သွားအောင်မွေလိုက်မယ်နော်မွေပြီးပြီဆိုလို့ရှိရင်ကျမတို့တွေတို့တနာရီ2နာရီကြာလောက်ထိကျမတို့တွေစိန်ထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီငူဝါရဲ့ပြုတ်ရည်ကြာတာနဲ့လေအတော်ပဲဖြစ်မှာပေါ့နော်ဟုတ်လားအဲ့ဒါကျမတို့ဒီမှာနှောက်အောင်နေမယ်အရင်ဦးဆုံးနှောက်အောင်နေပြီးပြီဆိုလို့ရှိရင်ဒီမှာကျမတို့စိန်ထားလိုက်မယ်နော်စိန်ထားပြီးပြီဆိုလို့ရှိရင်ကျမတို့နောက်ထပ်အဖြေလေးတွေအတွက်စောင့်ရမယ်နော်ဒီမှာတော့အယောင်ကလုံးဝအောင်ပဲနော်ကြာမသွားဘူးနော်တောက်လျှောက်ဒီမှာထည့်ထားတယ်ကဲဒါဆိုလို့ရှိရင်ကျမတို့ဟိုအချိန်စိတ်ဒီထိထားပြီးတော့အေးခံပြီးမှပဲကျမတို့တွေချုပ်စေးထည့်တဲ့အခါကျမှပဲနောက်တစ်ခါရိုက်ပြီးတော့ရတော့မယ်နော်တခုသတိပြုရမှာကဒီလိုမျိုးပေါ့နော်ပွက်နေတဲ့အချိန်မှာဒီပိတ်စာကဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုအပေါ်မှာပေါ်နေတယ်ပေါ့အပေါ်မှာပေါ်နေတဲ့အချိန်လေးကနည်းနည်းကြာသွားလို့ရှိရင် तू ကအယောင်ပြောင်းတတ်တယ်ဒါကြောင့်မို့လို့ तू ကအထက်အောက်ကိုခဏခဏလေးအဲ့လိုမျိုးပေါ့ဟိုအထက်အောက်ခဏလှန်ပေးရတယ်ပေါ့နော်ဒါဟိုညက်ကလေးရှိရင်တော့အဆင်ပြေတာပေါ့နော်ကျမညက်ကပြက်သွားလို့ပေါ့အားကြောင့်မို့လို့လေအဲ့လိုအထက်အောက်ကလေးကျမတို့တွေလှန်ပေးရတယ်မှမဟုတ်ဆိုလို့ရှိရင်ကာလာညီပဲဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတစ်ချက်သတိထားရတယ်ကာလာညီအောင်ကဒီအပေါ်မှာပေါ်နေတဲ့ဒီလိုအစပေါ့နော်အဓိကတော့ဟိုလွယ်တော့မလွယ်ဘူးပေါ့နော်ဒါဘာလို့ဆိုတော့သူ့ရဲ့သဘောတရားအရာဒါပိတ်စာအပေါ်ကိုတက်လာမှာပဲလေဂျင်းနဲ့ဆိုလို့ရှိရင်အခါကျတော့ဒါမဲ့လို့ तू ကဒီလိုမြုပ်နေမှာကာလာညီတာအဲ့ခါကျအများအားမြုပ်နေဖို့မဖြစ်တဲ့အခါကျတော့ကိုကအပေါ်နဲ့အောက်နဲ့ခဏဟိုအထက်နဲ့အောက်နဲ့လှန်ပေးနေမှာအဆင်ပြေတယ်နော်အဲ့တခုကိုလည်းကျမတို့တစ်ချက်ခရီးဆိုင်မှာရပါမယ်ရှင်ဆိုလို့ရှိရင်ကျမကဒါကဒီပါပြီပေါ့နော်ပြီးတော့တဲ့ခါကျတော့ခြေလီပြောင်းနေအောင်ကျမတို့တွေညှစ်မထုတ်ဘူးနော်ညှစ်မထုတ်ခဲ့နဲ့ဒီတိုင်းလေးပဲခြေလေးနည်းနည်းစစ်ထားတယ်နော်စစ်ထားလိုက်ဒီလေးလေးမှာပုံပြီးခဏစစ်ထားတယ်စစ်ထားပြီးဆိုလို့ရှိရင်ဒါကကြတော့ကြောက်ချင်း20ဂရမ်ဒါခုနလိုပဲ100ဂရမ်မှာကြောက်ချင်း10ဂရမ်ဆိုတော့သူက100ဂရမ်နီးနီးရှိတာဆိုတော့ကျမက20ဂရမ်လောက်ထားလိုက်တယ်နော်20ဂရမ်လောက်ထားပြီးပြီဆိုလို့ရှိရင်ဒီမှာဒီထဲမှာကျမတို့တွေမှွေလိုက်ပြီးလို့ရှိရင်ဒါကနောက်တစ်ကြိမ်ကျမတို့တွေချုပ်စေးထပ်တယ်နော်ချုပ်စေးနောက်ထပ်တစ်ကြိမ်ထပ်တယ်ဒီကလည်းအဲ့လိုပဲကျမတို့တွေနိုင်ရွယ်45မိနစ်လောက်ကျမတို့ထပ်ပြီးစိန်ထားမယ်ဒီစိန်ထားတဲ့အချိန်မှာလည်းခုနကလိုပဲအပေါ်ကိုပေါ့နော်အပေါ်ကိုအဲ့လိုမျိုးပေါ်မလာအောင်လို့ကျမတို့တွေကဒါထပ်ပြီးတော့ခဏဒီအောက်မှာလှည့်ပေးရမယ်ပေါ့နော်ဒီကနေ့မို့ဆိုလို့ရှိရင်အကုန်လုံးကွက်ပေါ်မှာဆိုလို့ကွက်ကုန်လို့ရှိရင်ကျမတို့စင်ပြီးပြီဒီမှာတော့မှကျမခုနကမေ့သွားလို့နည်းနည်းလေးကွက်သွားတယ်နော်ဒါပေမဲ့လို့ဒီဟာထောက်သွားလို့ရှိရင်အယောင်လေးနဲ့အယောင်လေးရှိပြီးတဲ့အခါကျတော့ဒီကွက်ကပျောက်သွားတယ်ပေါ့နော်ဒါ process ကအကုန်လုံးမပြီးသေးဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဲဒါမို့လို့ကျမတို့ဒီထဲမှာလည်းထပ်ပြီးတော့စိတ်ထားမယ်ဒါဆိုလို့ရှိရင်ကျမတို့တစ်ဖြည်းဖြည်းနဲ့နောက်ဆုံးအဆင့်နာကိုရောက်လာပြီနော်ဒီမှာဆိုလို့ရှိရင်ဒီဟာကကျမတို့တွေဒါမနေ့ကဒါချုပ်သေးစိမ်ပြီးတော့ကျမဆယ်လိုက်ပြီးတော့ပြန်ပြီးတော့အချောက်နှမ်းထားတာချုပ်သေးစိမ်ပြီးရေမဆေးဘူးရေမဆေးဘဲနဲ့ဒီတိုင်းတန်းပြီးတော့အချောက်နှမ်းထားတာအခုမှကျမကရေကြီးစဆေးမယ်ပြီးလို့ရှိရင်ဒီစပြရေလေးနဲ့လျှော်မယ်နော်အဲကြတော့ကျမတို့တွေကရေကြီးဆေးမယ်နော်သူကကြတော့ပြောင်းပြန်ဘာလို့ဆိုတော့ကြတော့ဒီမှာတစ်ခါတလေကြလို့ရှိရင်ကျမတို့တွေဒီမှာဆေးဘယ်လိုပုံမလဲဆေးကျွတ်တာမျိုးရှိတယ်ပေါ့နော်တစ်ခါလေကြလည်းမကျွတ်ဘူးသူ့ရဲ့ဒီအဲ့ခါကျတော့ဒီဆေးကျွတ်တာရက်တီးအထိကျမတို့ကရေကြီးလျှောယူရတယ်ကြတော့အခုဒီမှာဆိုရင်မကျွတ်ဘူးနော်သူ့ရဲ့အတိုင်းပဲတိတ်ပြီးတော့ပထမတရေပေါ့ဒါကကျမတို့နောက်တရေနော်
သူကစပြီးတော့ဆိုးတုံးကားနဲ့အခုအားလုံးပြီးသွားတဲ့အချိန်မှာထွက်လာတဲ့အယောင်နဲ့ကတကယ်တိုင်းကြတော့တော်တော်ကြီးကိုပွာသွားတယ်နော်ဟုတ်လားအဝါရောင်ကနေပြီးတော့ဒီတခြားနောက်တစ်ယောင်ပေါ့နော်ဒါပါရောင်ခေါ်မယ်ငပိရောင်ခေါ်လာအဲ့လိုတော့သူပြောင်းသွားတယ်နော်ပြီးတော့မှဒါကအောက်ကကြောက်ချင်စိန်ထားတာမဟုတ်လို့ကျမတို့ကအပေါ်ကကြောက်ချင်နဲ့ပဲပြန်ပြီးတော့ချုပ်ထားတာနော်အဲ့ဒါလို့ရှိရင်ကျမတို့တွေလျှော်လို့ရပြီပေါ့နော်လျှော်ပြီးပြီဆိုလို့ရှိရင်လေကျမတို့ကဒါဒီမှာသူ့ရဲ့လျှော်ပြီးပြီဆိုရင်လေဒီမှာကြည့်နော်ဒီမှာထုတ်ပြီးတော့လျှော်ပြမယ်နော်လျှော်ပြပြီးလို့ရှိရင်ကျမတို့ဒီမှာညှစ်လိုက်ရင်တွေ့လားနော်သူ့အယောင်ကပါမသွားဘူးနော်ဒါကိုကထိမ့်သိမ့်မှုကောင်းရင်ကောင်းတယ်လို့မျိုးအယောင်ကမြဲပါတယ်နော်ဟုတ်လားတဘာဝချိုးစေးဆိုတဲ့ခါကျတော့နေပူထဲမှာတော့ထုတ်ပြီးတော့လှမ်းပြီးတော့ဆိုးတာမျိုးတွေပါတယ်တော့မကောင်းဘူးပေါ့နော်ဟုတ်လားအဲ့ဒီတစ်ခုထဲမှာနောက်ခါကျတော့ဒီဆက်ပြားဆိုရင်လေအခုလိုမျိုးဆက်ပြားအပျော်စားလေးတွေနဲ့ကျမတို့တွေလျှော်မယ်ပေါ့နော်ဒီလိုမျိုးထိမ့်သိမ့်တတ်တယ်ဆိုလို့ရှိရင်ဒါလေးကတော်တော်ကြာရှည်လေးခံပါတယ်နော်ဒါလေးကိုလေဒါကိုလုပ်တဲ့အလုပ်ပေါ်မှာပေါ့နော် customer ရဲ့ယုံကြည်မှုရအောင်လေကျမတို့ကဒါရှင်းပြနိုင်မှရမယ်လीနော် customer ကအမြဲတမ်းကျမတို့တွေဒီလုပ်ငန်းသဘောတဘာဝဒီကုန်ပစ္စည်းရဲ့သဘောတဘာဝဟိုကပြီးတဲ့လူနဲတယ်လीနော်အဲ့ခါကျတော့ကိုကရှင်းပြနိုင်မှ customer ရဲ့ယုံကြည်မှုကလည်းရမယ်ပေါ့နော်အဲဆိုကျမရေးကြီးတော်တော်များများเนาะရှော့ပြသွားတယ်เนาะကဲအဲဆိုလို့ရှိရင်တော့ကျမတို့လှမ်းပြီးလို့ရှိရင်6သွားပြီဆိုရင်မိဘူးတိုက်ပြီးတော့လိုရာကိုအသုံးပြုလို့ရသွားပြီကဲကျမသတိထားရမယ့်အချက်ကလေးတွေကိုကျမကဒီစာနဲ့ပေါ့เนาะရေးပြထားပြီမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီမနေ့ကလုပ်ခဲ့တဲ့ဒါမူဝါရွက်ပြုတ်ရည်နဲ့သဘာဝဆိုးစီကျမတို့ပညာဒါနသင်ခန်းစာလေးပြီးသွားပြီเนาะအဓိကကတော့ကျမတို့ဒီအယောင်ကြီးအောင်လုပ်ဖို့လိုတယ်เนาะအယောင်ကြီးအောင်လုပ်ဖို့ဆိုလို့ရှိရင်ဒီပြုတ်နေတဲ့အချိန်မှာပိတ်စာကအပေါ်မှာတက်လာတာတို့ဘာတို့အဲ့လိုမျိုးပေါ့เนาะမဖြစ်အောင်လို့ကျမတို့ဒီဂရုစိုက်ပြီးတော့လုပ်တယ်ဒါဒီထဲမှာတော့အယောင်ကဒါဒီလိုမျိုးငပိအောင်ခက်ဆန်ဆန်လေးပဲเนาะဒါချုပ်သေးပေါ်မှာမူတည်ပြီးတော့အယောင်ကွဲပြားသွားတယ်ဒါကြောင့်လူတိုင်းအသုံးပြုလို့ရနိုင်တဲ့ချုပ်သေးနဲ့ကျွန်မကပြသွားတာဒါတော့ကြောက်ချင်ဆိုတဲ့အခါကျတော့လူတိုင်းနေရာတိုင်းအသုံးပြုလို့ရတယ်ပေါ့เนาะပြီးတော့ဝယ်ရတာလည်းမခဲရင်ဘူးပေါ့เนาะဒါပြန်ပြီးတော့ကျွန်မတို့တွေအချုပ်ဆိုရမယ်ဆိုလို့ရှိရင်တော့ကျွန်မတို့တွေဒါကြောက်ချင်တဲ့အရင်ဦးဆုံးစိတ်နဲ့ပြီးတော့ဒီပြုတ်ရည်နဲ့တစ်ခါပြန်ပြီးတော့စိတ်နဲ့နောက်ဆုံးမှာဒီကြောက်ချင်နဲ့ပြန်ပြီးတော့ချုပ်တယ်เนาะဆေးမဆိုးခင်မှာကြောက်ချင်တဲ့တစ်ခါချုပ်တယ်ဆေးဆိုးပြီးတော့ကြောက်ချင်တဲ့တစ်ခါချုပ်တယ်အကယ်၍ကိုကပေါ့เนาะဟိုစားနဲ့ချုပ်မယ်ဆိုလို့ရှိရင်ဆေးမဆိုးခင်မှာစားနဲ့တစ်ခါချုပ်မယ်ဆေးဆိုးပြီးလို့ရှိရင်စားနဲ့နောက်တစ်ခါချုပ်မယ်เนาะအဲ့လိုတော့တူမှရမယ်ရှေ့မှာနှမို့ဆိုလို့ရှိရင်အယောင်ကဟိုသင်တဲ့ရောင်တယ်ဒီမှာကြည့်ကျမဒီမှာ error ဖြစ်သွားတယ်เนาะဒါဘာဖြစ်သွားလဲဆိုတော့ခါကျတော့ဒီပိတ်စလေးကအပေါ်မှာဒီပြုတ်ဒီတည့်ရွက်ပြုတ်ရည်ရဲ့အပေါ်မှာပေါ်လာတဲ့ဥစ္စာကဒီမှာကွက်သွားတာအဓိကမပေါ်ရဘူးဒီပိတ်စကပြုတ်ရည်ရဲ့အောက်မှာမြုပ်နေရမယ်ဒါကကျမဟမ်းမိတ်ပန်းထိုးမှာဖြစ်တဲ့ဒီပေါ်မှာပန်းနဲ့ဖုံးသွားမှာမျိုးပေါ့เนาะဟုတ်လားဒါလေးကိုတစ်ချက်လောက်ခရီးဆက်ရမယ်เนาะကျမအဲ့ဒီနေ့ကကြနေရင်းနဲ့တခြားကိုအာယုံရောက်သွားပြီးတော့အဲ့ဒီပြုတ်ရည်ကအပေါ်ကိုတက်လာတဲ့နေရာမှာအဲ့မှာဟိုဖြစ်သွားတာအဲ့ဒါဖြစ်သွားတာအဲ့ဒါလေးရတအားခရီးဆက်ရတယ်တစ်ခါလေကြာလို့ရှိရင်ကျမတို့ဒီဟို
ကြောက်ခဲနဲ့ဖြစ်ဖိထားတာမျိုးရှိတယ်လीနော်ဒါဆိုလို့ရှိရင်ကျမရဲ့ဒီဘုရားရဲ့ပြုတ်ရည်သင်ခန်းစာလေးပြီးတော့ပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်